ဆိုရမှာဖြစ်ပါတယ်ခုဆိုလို့ရှိရင်မူဆာဝီဒီအထိတ်ကနေလက်ကန်လာတယ်ဒီမှာစင်ကြီးအောင်ဒီချိန်မှာလည်းအသေးတန်ကိုပုတ်ထုတ်ကာကွယ်ထားခဲ့ရတာပဲဖြစ်ပါတယ်ဒီအထိတ်ဆက်ကနေဟိုမစ်မူဆာဝီရဲ့ကန်ချက်ကတော့ကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်ဒီချိန်မှာတော့အာဖဂန်တင်းရဲ့ခံစစ်ကဟန်ဒဖီဟန်တာထားခဲ့လို့မြန်မာအသင်းကလက်ပြပေါ်မြောက်ခွင့်ရမှာဖြစ်ပါတယ်လက်ကန်ပြီတကယ်လို့လက်ပါတေးပဲပြောပြမရှိတော့ကောင်းမလာတဲ့အသင်းကောင်းဆောင်မမောင်လွင်ရဲ့တွင်းကိုဗျာတကယ်လို့အော်ပြကောင်းလို့တဲ့အခက်အခဲတစ်ခုပါကျွန်တော်တို့မထင်မှတ်ထားတဲ့အခြေအနေတစ်ခုကနေအသင်းကောင်းဆောင်လက်ပတ်ကိုလွှဲပြောင်းရောက်ထားခဲ့တဲ့မမောင်လွင်ဒီချိန်မှာတော့သူ့ရဲ့အကောင်းဆုံးပြန်ရက်တစ်ခုနဲ့မြန်မာပြည်သက်တွေတကယ်ကိုမျှော်လင့်နေတဲ့ပျော်ရွှင်မှုမျိုးကိုတော့ဖန်တီးပေးသွားပြီလည်းဖြစ်ပါတယ်ဒီချိန်မမောင်လွင်ရဲ့ညာကြီးအဝေးကန်ချက်တော်တော်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့နဲ့လက်ပြပေါ်ပေးဖို့မှုကနေပြန်ပတ်ပရိအေးရနဲ့တော်တော်ခက်လန်းလန်းအနေထားမျိုးကနေအသင်းကောင်းဆောင်မမောင်လွင်ရဲ့ညာကြီးအဆုံးသက်ချက်အခွင့်အရေးကောင်းတစ်ခုကိုတော့လက်ရှိချိန်မှာမြန်မာအသင်းစုပ်ကိုင်တွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။